မန္တလေးမှာအင်ချမ်းမြေဝယ်ယူတဲ့အခါ SP နဲ့ GP အကြောင်းမသိရင်ဒုက္ခရောက်လိမ့်မယ်မင်္ဂလာပါခင်ဗျာကိုရွှင်အင်ချမ်းမြေကနေပြန်လဲကြိုးဆိုပါတယ်အင်ချမ်းမြေဝယ်ယူတဲ့အခါမှာ SP သို့မဟုတ် GP လွဲစာတွေနဲ့အယောင်းဝယ်လုပ်တာမျိုးကိုမကြာခဏကြုံတွေ့ရတာပါတယ်ဒါပေမဲ့ SP နဲ့ GP ရဲ့ကွာခြားချက်ကိုတေချာမသိပဲဝယ်ယူမိရင်ငွေကြေးဆုံးရှုံးမှုတွေထင်နိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာ SP နဲ့ GP အကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်SP ဆိုတာကတော့ Special Power သို့မဟုတ်အထူးကိုယ်စားလှယ်လွှဲစာဖြစ်ပါတယ်။ပိုင်ရှင်ကမိမိကိုယ်စားအလွှဲအပ်ပေးထားတဲ့သူကိုအင်ချမ်းမြေနဲ့ပတ်သက်တဲ့တတ်မှတ်ထားတဲ့လုပ်ကင်ခွင့်တစ်ခုဥပမာရောင်းချခွင့်အမည်ပေါက်ပြောင်းလဲခွင့်ကိုယ်စားပေးဆောင်ခွင့်ပြုတာဖြစ်ပါတယ်။ SP လွှဲစာကိုအသုံးပြုတဲ့အခါမှာ SP လွှဲစာပါစီကံချက်တွေကိုတေချာဖတ်ရှုဖို့လိုအပ်ပါတယ်။ GP ဆိုတာကတော့ General Power သို့မဟုတ်အထွေထွေကိုယ်စားလှယ်လွှဲစာဖြစ်ပါတယ်ပိုင်ရှင်ကမိမိကိုယ်စားလွှဲအပ်ပေးထားတဲ့သူကိုမိမိရဲ့ပိုင်ဆိုင်မှုအားလုံးဥပမာအင်ချမ်းမြေဘဏ်အကောင့်ကားနဲ့ပတ်သက်တဲ့လုပ်ပိုင်ခွင့်အားလုံးကိုပေးဆောင်ခွင့်ပြုတာဖြစ်ပါတယ်။ GP လွှဲစာကိုအသုံးပြုတဲ့အခါမှာပိုင်ရှင်က GP ကိုပြန်ရုပ်သိမ်းထားတာမျိုးရှိမရှိကိုတေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ဒီနေ့ချုပ်ပြောရရင် SP နဲ့ GP လွှဲစာတွေကိုအသုံးပြုပြီးအင်ချမ်းမြေဝယ်ယူတဲ့အခါမှာကျွမ်းကျင်တဲ့အင်ချမ်းမြေ agent တွေရှေ့နေသူနဲ့တေချာတိုင်ပင်ပြီးမှဝယ်ယူဖို့အကြံပြုလိုပါတယ်။အထူးသဖြင့်လွှဲစာတွေရဲ့ခိုင်မာမှုကိုတေချာစစ်ဆေးဖို့လိုအပ်ပါတယ်။မန္တလေးအင်ချမ်းမြေလောကရဲ့အချက်လက်မှန်တွေကိုသိရဖို့ကိုရွှင်အင်ချမ်းမြေကိုအခုပဲ follow လုပ်ထားလိုက်ပါ